လန်ထမှာထပ်ပြီးတော့တောင်းဆိုလာတာစက်သားတုပ်ထိုးပဲဖြစ်ပါတယ်အဲ့တော့စက်သားတုပ်ထိုးတွေလှုပ်ရှားဖြစ်ပါတယ်စက်သားတုပ်ထိုးလုပ်ဖို့အတွက်တန့်စင်ထားတဲ့စက်သားတွေကိုရတာနှက်မယ်ပေါ့နော်စားရဲ့ချုံမုံရဲ့ QC လေးရဲ့ပြီးတော့လို့ရှိရင်တော့ပဲငယ်ပြအနေငယ်ဂျင်းချက်သွန်ပြူလေးကိုတော့နိုင်နိုင်လေးထည့်ရပါမယ်ပြီးရင်တော့ငရုတ်ကောင်းအစီရှိရင်တော့ပိုကောင်းတယ်အမုံရှိရအတွက်မုံထည့်ထားရပေါ့နော်အဲ့ဒီဟာတွေကိုနေပြီးတော့နိုင်ဝက်လောက်နှက်ထားပေးလိုက်ပါမယ်ရှင်ပြီးတော့ရင်တော့ကျမတို့ကတကြားကိုအရင်ဆုံးဥပူပူထဲမှာထည့်ပြီးတော့လှော်ပေးလိုက်မယ်ပေါ့နော်ဒီလိုမျိုးအညိုရောင်အစီပေါက်တဲ့တိလုပ်ပေးမယ်ပြီးတော့လို့ရှိရင်ခုနကစက်သားတွေကိုလုံးပေးလိုက်မယ်ပေါ့နော်သူ့အရေးဒီကုန်တဲ့ဒီအရင်လုံးပေးမယ်အစားရစက်သားတွေအရင်များရလို့ထင်တယ်ပေါ့နော်ဒါပေမဲ့သူ့အရေးထွက်လာတဲ့အခါမှာကြုံပြီးတော့ကြာတော့တိတ်တိတ်လေးတွေဖြစ်သွားတယ်ပေါ့နော်ဆိုတော့သူ့အရေးတွေနဲ့ငယ်ခန်းစားပြူလာတဲ့အချိန်မှာရေတွေထည့်ပြီးတော့မှပြုတ်ထားပေးလိုက်မယ်ပေါ့နော်ရေထည့်ပြီးတဲ့နောက်မှာအသေးကိုကြည့်လိုက်တဲ့အခါမှာအသေးကအခုတောင်ကြည့်ချင်းသလိုဖြစ်နေရဆိုတော့ခါကျတော့ဆယ်ထုတ်ထားလိုက်ပါတယ်ရှင်စက်သားကြီးပြုတ်ထားတော့မှအချင်းလာဆက်ပေးလိုက်ပါမယ်ငရုတ်စီထည့်မယ်ပြီးတော့လို့ရှိရင်တော့အဲ့ဒီငရုတ်စီတွေကိုငရုတ်သီးရဲ့စက်သွန်ပြူရဲ့များများလေးထောင်းထားရပေါ့နော်ဆက်ဆက်လေးစားခြင်းတဲ့အတွက်အဲ့ဒီဟာလေးထည့်ပါမယ်ရှင်ကိုယ်တိုင်လေးလှုပ်စားတက်လို့ရှိရင်လေအပြန်ဟာရတာမတိုးတော့ဘူးရှင်အဲ့ထဲကိုတံမြာသီးလေးလည်းညှစ်ထားပေးလိုက်ပါမယ်ပေါ့နော်လှုပ်ထိုးနေဆိုရင်ဒီလိုအချင်းရပို့လိုက်တယ်ပေါ့နော်ငရုတ်စီနဲ့လှုပ်တဲ့အချင်းရပို့လိုက်ပါတယ်စားချုံမုံထည့်မယ်နည်းနည်းမင်းလည်းထည့်ထားပါတယ်ရှင်အဲ့ဟာပြီးရင်တော့အချင်းလေးတွေကိုမှွေလိုက်တဲ့ခါကျလို့ရှိရင်တော့ဒါဒုတ်ထိုးနဲ့လိုက်ဖက်အရန်ကိုလိုက်ဖက်တဲ့ချင်းလေးရသွားပြီပေါ့နော်တစ်ဖက်မှာလည်းကြက်သားတွေကကြက်သွားပြီဆိုတော့ဆယ်ထုတ်လိုက်မှာဖြစ်ပါတယ်ခုနအသေးကိုအရင်ထည့်လိုက်မယ်ပေါ့နော်ပြီးရင်တော့ဟင်းရည်တွေကိုတော့ကျမချောင်းဆိုးနေရဖြစ်တဲ့အတွက်ပင်စိမ့်ထည့်ပြီးကြိုထားလိုက်တယ်ကြက်သားလေးတွေကိုအနေတော်လေးတွေလှိဖြတ်ပေးလိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကျမရဲ့ကြက်သားဒုတ်ထိုးလေးကစားဖို့အတွက်အစင်းသင်းဖြစ်နေပြီပဲဖြစ်ပါတယ်ရှင်ဆိုတော့ကြက်သားဒုတ်ထိုးဘလော့လေးကလောက်ပါပဲနောက်ဘလော့လေးမှာပြန်တွေ့ပါမယ်ရှင်ဘိုင်ဘိုင်